အောင်မြင်တဲ့လုပ်ငန်းတွေကတစ်ချိန်ရောက်တဲ့ချိန်ကျရင်ဘာဖြစ်သွားလဲဆိုရင် training company ဖြစ်သွားတယ်။ဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့က training လုပ်တဲ့နှုံမိထုကူးတဲ့နှုံဘယ်လောက်မြန်တဲ့ပုံမှာမူတည်တာအောင်မြင်တဲ့ company တွေကများမိထုကူးနိုင်တယ်ဆိုရင်ကျွန်တော်တို့လုပ်ငန်းကများအောင်မြင်တယ်။တော်တဲ့လူတွေများရှိတယ်။တော်တဲ့လူအများကြီးကိုလည်းမွေးထုတ်ပေးနိုင်တယ်။တာမန်လူတွေကိုထူးချွန်တဲ့လူဖြစ်နိုင်အောင်ပြောင်းပေးနိုင်တဲ့နေရာတစ်ခုဖြစ်လို့ဖြစ်ပါတယ်။အဲ့တော့တကယ်အောင်မြင်တဲ့ company အားလုံးက HR company လို့ပဲ training company လို့ပြောလို့ရတယ်။ဝန်ထမ်းတယောက်ကျွန်တော်အလုပ်လုပ်တဲ့အချိန်မှာအလုပ်မထိရောက်တော့ဘူးလားသူ့ရဲ့ကျွမ်းကျင်မှုအဆင့်၄ဆင့်ရှိတယ်။ဝန်ထမ်းတယောက် performance ကြပြီဆိုရင်လည်းဒီ၄ဆင့်နဲ့ပဲကျွန်တော်တိုင်းတာရတယ်။သူ့ရဲ့ level ပဲ၄ဆင့်ရှိတယ်ဆိုတာကိုကျွန်တော်ကြည့်လို့ရတယ်ပေါ့နော်။ level 1ဘာလဲလို့ပြောရင်ခုမှစဝင်တယ်သူဘာလုပ်ရမလဲဆိုတော့ရှင်းရှင်းလင်းလင်းသိတဲ့အဆင့်ပေါ့နော်။ဘာလုပ်ရင်ဘာရမယ်ဘာမလုပ်ရင်တော့ဘာဒဏ်ပေးခံရမယ်။ဒါပြီးရင်ဘယ်သွားမလဲဆိုတာကိုလုပ်ရမယ့်ဟာကိုရှင်းရှင်းလင်းလင်းသိတာနံပါတ်1ဆင့်။နံပါတ်2ဆင့်ကဘာဖြစ်လဲဆိုတော့လုပ်တတ်တာ။ဘာလို့ဆိုဝန်ထမ်းတိုင်းကမလုပ်တတ်ဘူး။ကျွန်တော်လုပ်တတ်အောင်သင်ပေးမယ်ကျွန်တော် training စနစ်တစ်ခုပြီးတော့လုပ်ငန်းစဉ်1နှစ်3လေးကိုကျွမ်းကျင် train ပေးနိုင်တဲ့စနစ်တစ်ခုရှိလားမရှိလားပေါ့နော်နောက်တစ်ခုကတော့ဘာဖြစ်လဲဆိုရင်လှုပ်တက်သွားပြီဆိုရင်ရှင်းလဲရှင်းပြီလှုပ်တက်ပြီနောက်တစ်ခုကဘာဆိုမထီရောက်တာဘာလို့ဆိုလှုပ်နေတချို့တော်များများကအမားကိုခဏလုံးမိနေတာဖြစ်တဲ့အတွက်အရှိကိုမရောက်တာလည်းရှိတယ်အဲ့လိုချိန်မျိုးမှာဘာလိုရလဲဆိုရင်ကိုက boss တယောက်ဖြစ်ခဲ့မယ်ဆိုရင်သူ့ကိုထောက်ပြပေးဖို့လိုတယ်ဒါခဏမားနေတယ်ဒါဆိုကျွန်တော် coaching လုပ်ပေးရဲဆိုရင်သူဒီထီရောက်အောင်လုပ်နိုင်တဲ့ကျွမ်းကျင်လုပ်သားတယောက်ကျွန်တော်ပို့ဖြစ်လာတော့ဒီ၃ခုလည်းရှိပြီကျွမ်းကျင်လည်းလုပ်တတ်ပြီနောက်တစ်ခုရှိရဲအဲ့ဒါပါလဲဆိုရင်လူသားတွေကစက်ရုံမဟုတ်ဘူးပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုရင် performance ကကျနိုင်တယ် performance ဘာကြောင့်ကျလဲဆိုရင်နံပါတ်1အလုပ်ခွင်ထဲမှာသူနဲ့မတည့်တဲ့လူနဲ့ဖြစ်နေတယ်သူ boss နဲ့မတည့်တာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကတော့ဘာလဲဆိုရင်သူ့ရဲ့ personal ကိစ္စတွေပေါ့နော်သူ့ရဲ့ကျန်းမာရေးသူ့ရဲ့မိသားစုသူ့ရဲ့အိမ်ထောင်ရေးဒါတွေနဲ့ပတ်သက်ပြီးတော့ performance ကျလည်းဖြစ်နိုင်တယ်အဲ့တော့ performance ကျပြီဆိုရင်ဒီ၄ခုပဲဖြစ်မှာဝန်ထမ်းတွေကိုလည်းတိုင်းတာလိုက်တဲ့အချိန်မှာဒီ၄ခုပဲရှိတယ်ခုမှစဝင်တယ်သူရှင်းလင်းသိရလားသူလုံးတက်ရလားသူထိရောက်ရလားနောက်တစ်ခုကတော့ဘာလဲဆိုရင်သူမလုံးချင်နေရလားဒီ၄ခုကိုကျွန်တော်ပြန် align လုပ်မယ်ဆိုရင်ဝန်ထမ်းတယောက်က performance ပြန်တက်လာမှာပေါ့နော်အဲ့တော့ performance အရင်ကျနေတဲ့ဝန်ထမ်းတယောက်ကိုကျွန်တော်ဘယ်လိုမျိုးပြောမလဲပေါ့ကျွန်တော်လွယ်လေးပါပြောလို့ရပါတယ်okay အောင်ရေးခုရက်ပိုင်းပေါ့နော်ဒီလုပ်ငန်းထဲမှာစွမ်းဆောင်မှုတွေကျနေတယ်ပေါ့နော်ကျွန်တော်ဖြည့်တူရှာကြည့်အောင်ဘာတွေဖြစ်နေရလဲအရင်တော့မင်းဒီထက်ကောင်းတဲ့ပြောင်မြောက်မင်းခြေစွမ်းပြနိုင်တာပဲအခုရက်ပိုင်းမှာဖြစ်လာတယ်ဆိုတော့ကျွန်တော်စဉ်းစားကြည့်အောင်ဘာတွေဖြစ်ဒီလေးချက်တွေကပဲကျွန်တော်မေးလိုက်အောင်ဒီလေးချက်ကိုသိမယ်ဆိုရင်ကျွန်တော်တို့ကဝန်ထမ်းတွေကိုလည်းကောင်းပြုစုပြောထောင်နိုင်မယ်ပြီးတော့ဗာလဲဆိုရင်ဘယ်နာမှပြဿနာတက်နေပြီဆိုလဲဒီလိုမျိုးလေးချက်နဲ့ထောက်လိုက်တာနဲ့ကျွန်တော်အဖြေထွက်ပြီပေါ့နော်အဲ့တော့အောင်မြင်တဲ့ကုမ္ပဏီတွေကဘာဖြစ်တာလဲဆိုတာမန်ဝန်ထမ်းတွေကိုထူးချွန်တဲ့ဝန်ထမ်းတွေကိုအမြန်ဆုံးပြောင်းနိုင်တာဖြစ်ပါတယ်အဲကြောင့်မို့လို့ကို့မှာရောဒီလိုမျိုး training ကောင်းစနစ်ရှိပြီလားပေါ့ဒီလိုမျိုးစနစ်တကျရှိပြီဆိုရင်တော့ကို့လုပ်ငန်းကကြီးထွားဖို့အတွက်အမြန်ဆုံးသိချနိုင်ပြီပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်